အဲ့တော့ဟုတ်ပြီဒါတွေကသမိုင်းတွေပြောရင်AAရလည်းအိန္ဒိယကိုမယုံဘူးချင်းတွေရလည်းပုံပွင့်လေးပြောလို့ရှိရင်ချင်းတွေထဲမှာလည်းပြောစရာဖြစ်လာတယ်ဒီလောက်အင်အားများတဲ့ချင်းပရာသာဟုကိုချင်းကြီးနောင်အဖွဲ့ကိုဖယ်ပြီးတော့အမေရိကန်က CNF နဲ့ဆက်သွယ်မယ်ဆိုတဲ့အခါကျတော့ပွင့်ပွင့်လေးပြောရင် CNF ဆိုတာဘာသာရေးအယောင်ဆောင်တွေဘာသာရေးသမားတွေတီတကူလိုကောင်မျိုးတွေဖွဲ့ထားတဲ့အဖွဲ့ဒါအခုကတော့ပြောမှရတော့မယ် CNF ဆိုတဲ့စလိုင်းစာမုံစာကောင်တို့စလိုင်းအိုက်ဇက်ခင်တို့ပါတယ်ဆိုတဲ့အဖွဲ့ကချင်းမဘာသာအဖွဲ့ပြောလို့ရှိရင်ဗမာဗုဒ္ဓဘာသာထဲမှာတီတကူပေါ့ဗျာဒီချင်းထဲမှာစလိုင်းစာမုံစာကောင်တို့စလိုင်းအိုက်ဇက်ခင်တို့ဆိုတာတီတကူလိုအဆင့်မျိုးတွေအဲ့တော့အမေရိကန်လိုနိုင်ငံမျိုးကကူညီမယ်ဆိုရင်မဘာသာလိုအဖွဲ့မျိုးကိုကူညီမလားတီတကူလိုလူမျိုးခမရဘလို့သွားပြီးတော့ကူညီမလဲစလိုင်းအိုက်ဇက်ခင်တို့ CNF ဆိုတာဘာသာရေးအဖွဲ့အကောင်တွေဘာသာရေးအယောင်ဆောင်လိုက်တော်လှန်ရေးမှာအခြေအနေမကောင်းလို့ရှိရင်ဆရာတရားဟောတယ်လို့တယ်တော်လှန်ရေးမှာအခြေအနေကောင်းရင်တရားဟောတဲ့ဝစ်စုံကိုချွတ်ပြီးတော့စစ်ဝတ်ယူနီဖောင်းကိုဝတ်တယ် CNF ကဒါချင်းတွေအကုန်လုံးလည်းသိနေတာအဲ့တော့စပြီးတော့ပြောစရာဖြစ်လာပြီအိန္ဒိယကပုပ္ပလေးပြောရင်အိန္ဒိယသည်ဘတော့မှဇာတိတ်ကောင်းတဲ့ကောင်တွေအကျင့်ကောင်းတဲ့ကောင်တွေအိန္ဒိယမှာမရှိသလောက်ပဲခမရတို့ပြောနေတဲ့ဗိုလ်ချုပ်အောင်ဆန်းနဲ့နေထူးနဲ့ပေါင်းတယ်တို့ဗိုလ်ချုပ်အောင်ဆန်းနဲ့အင်ဒရာဂန္ဒီနဲ့ပေါင်းတယ်ဆိုတဲ့ခစ်တွေကကုန်သွားပြီဒေါအောင်ဆန်းစုကြည်ပြောတဲ့ဖေတီတောင်ထားတဲ့ကျမတက်မဖေတီတောင်ထားတဲ့တက်မတော်ကိုချစ်ပါတယ်ဆိုတဲ့ခစ်ကကုန်သွားပြီဒေါအောင်ဆန်းစုကြည်ပြောတဲ့ဖေတီတောင်ထားတဲ့တက်မတော်ကိုကျမချစ်ပါတယ်ဆိုတဲ့ခစ်ကကုန်သွားသလိုပဲအိန္ဒိယရဲ့နိုင်ငံရေးကဒီနေ့ခေတ်ဒီနေ့အခါမှာမိုဒီတက်နေတာနော်အဲ့တော့ဘာမှစိတ်ကူးသွားမရင်နဲ့နေရူးတွေရောအိန္ဒိယဂန္ဒီတွေရောရာဂျစ်ဂန္ဒီတွေရောစိတ်ကူးသွားမရင်နဲ့အဲ့ဒီခါမှာအခုကျွန်တော်ပြောပြီနော်ခင်ဗျားတို့ရခိုင်တွေအနေနဲ့စဉ်းစားမှာကိစ္စတစ်ခုပဲရှိတယ်ခင်ဗျားတို့မှာခေါင်းဆောင်ရှိတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောတဲ့စကားကိုပဲခင်ဗျားတို့နားထောင်ရမယ်ရှင်းလေးရဲ့ချင်းပရာသာဟုကလူတွေပြောတဲ့ကိစ္စကိုပဲနားထောင်ရမယ်အဲ့ဒီခါမှာအခုလာပြီကိုသိန်းမြတ်တို့မရတို့သူတို့ပြောချင်တာပြောသူတို့မှပြောဆိုခွင့်ရှိတယ်လွတ်လပ်စွာပြောဆိုခွင့်လည်းရှိတယ်သူတို့အထင်အမြင်တွေလည်းပြောလို့ရတယ်သို့တော့ဘလို့ဖြစ်လာလဲဆိုတော့အခုဒီသတင်းကိုပြောတဲ့အခါမှာကိုသိန်းမြတ်ဆိုဘာထည့်ပြောလာလဲဆိုတော့ဗမာပြည်ထဲမှာဂျားခံစစ်ပွဲဖြစ်တော့မယ်အမေရိကန်ကနေပြီးတော့နော်အမေရိကန်နဲ့တရုတ်ကဗမာပြည်ထဲမှာစစ်ပွဲတွေလာလုပ်တော့မယ်ဗမာပြည်သူလူထုကသေတော့မယ်ပြောလိုက်လို့ရှိရင်စိုးရိမ်တဲ့ပုံစံနဲ့သူကဗမာပြည်သူတွေကိုရေးလဲစိုးရိမ်တဲ့အပေါင်မျိုးနဲ့ပြောလိုက်ရင်ဒီလူတွေခင်ဗျားတို့ပြောလို့ရှိရင်တစ်ချိန်တုန်းကအောင်ဆန်းစုကြည်ထမိန်မနေတာတစ်ချိန်တုန်းကကွန်မြူနစ်ဒီလိုမျိုးလုပ်တဲ့ကောင်တွေကအခုအချိန်တွေဒီငလျင်ကိစ္စလည်းဖြစ်လာတယ်စစ်တပ်ကလည်းအင်အားနည်းလာတဲ့အချိန်မှာလေတံတွေပြောင်းသွားတယ်တွဲဆုံဆွေးနွေးရေးတို့ဗမာပြည်မှာဒီပရိုစီဝါတွေဖြစ်တော့မယ်ပေါ့ဂျားခံစစ်ပွဲတွေဖြစ်တော့မယ်ဆိုပြီးဖြစ်လာတဲ့ချက်ခင်ဗျားတို့ကိုကျွန်တော်ပြန်မေးပြရစီAA ကမြောက်ပိုင်းမဟာမိတ်မြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲ့ဆိုပြီးတော့ AA ကသဘောတူညီချက်တွေနဲ့တရုတ်ပြည်နယ်ထဲမှာနေနေတာဒီလိုမျိုးသတင်းအချက်အလက်တွေဖြစ်လာလို့ရှိရင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုတရုတ်အစိုးရက MNDAA ကခေါင်းဆောင်ကိုဖမ်းတယ်လို့မျိုးဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုပါတရုတ်အစိုးရကဖမ်းလို့ရတဲ့အနေအထားမျိုးဖြစ်အောင်သိမ့်မြက်လည်းလုပ်တယ်မရလည်းလုပ်တယ်စစ်တပ်ကကောင်တွေလည်းလုပ်တယ်အိန္ဒိယအကောင်တွေလည်းလုပ်တယ်ဒါကိုကျွန်တော်တို့ကသေချာစဉ်းစားဖို့လိုတယ်နော်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဆိုတာတရုတ်နယ်စပ်မှာနေနေတာမြောက်ပိုင်းညီနောင်မဟာ